အားလုံးပဲမင်္ဂလာပါဒီနေ့အရှင်းလင်းတင်ပြချက်လေးကိုအလွန်စိတ်ဝင်စားစရာကောင်းတဲ့အချက်တစ်ခုနဲ့စတင်ချင်ပါတယ်အဲ့ဒါကတော့ကိုယ့်ရဲ့ဝင်ငွေဆိုတာကိုယ့်ရဲ့ကိုယ်ကြီးကိုယ်သွေးဖွံ့ဖြိုးတိုးတက်မှုထက်ဘယ်တော့မှကြော်လွန်ပြီးရလိမ့်မရှိဘူးဆိုတဲ့အချက်ပါပဲစဉ်းစားကြည့်ပါကံကောင်းပြီးငွေတွေအများကြီးရလာရင်တော့မှအဲ့ဒီငွေကိုထိန်းသိမ်းနိုင်တဲ့အရေးချင်းကိုမှမရှိသေးဘူးဆိုရင်တိတ်မကြခင်မှာပဲအဲ့ဒီငွေတွေပြန်ပြောက်သွားတတ်ပါတယ်ဒါကြောင့်ကိုယ့်ရဲ့စွမ်းရည်တွေကိုအရင်ဆုံးမြင့်တင်ဖို့ကလုံးဝကိုအခြေခံအကျဆုံးအုံးမြစ်ဖြစ်ပါတယ်ဒီနေရာမှာခဏလေးရပ်ပြီးတေချာစဉ်းစားကြည့်စေခြင်းနဲ့မိခွန်းတစ်ခုရှိပါတယ်။အဲ့ဒါကတော့နောက်လာမယ့်9နှစ်ဟာပြီးခဲ့တဲ့9နှစ်နဲ့တပုံစံနဲ့တူနေမလားဆိုတာပါပဲ။တကယ်လို့ဒါကိုယ့်ဘဝကိုပြောင်းလဲဖို့ဒီကနေ့မှာတတိတရားနဲ့ရွေးချယ်မှုမလုပ်ဘူးဆိုရင်ဘဝဟာအရင်အတိုင်းပဲဆက်ပြီးလက်ပတ်နေမှာသိချပါတယ်။တိုးတက်မှုဆိုတာအလိုလျော်ခိလာရရမဟုတ်ပါဘူးနော်။သူကမှန်ကန်တဲ့ရွေးချယ်မှုကနေစတင်တာပါဒီတော့ဒီနေ့လေ့လာမယ့်အစီအစဉ်တွေကဘာတွေဖြစ်ဖြစ်လဲဆိုရင်အပိုင်း1ကိုရီကိုသွေးဖွံ့ဖြိုးမှုရဲ့အနှစ်သာတော့အပိုင်း2အဆင့်1ဖြစ်တဲ့ရာရာဘလို့အလုပ်လုပ်လေ့လာခြင်းအပိုင်း3အဆင့်2ဖြစ်တဲ့နေ့စဉ်စည်းကမ်းများကိုကျွမ်းကျင်အောင်လုပ်ခြင်းအပိုင်း4အဆင့်3ဖြစ်တဲ့သက်တည်စာပေးထားစနစ်များကိုလိုက်နာခြင်းနဲ့နောက်ဆုံးအပိုင်းကလာမယ့်9နှစ်ကိုပြောင်းလဲခြင်းတို့ပဲဖြစ်ပါတယ်ဒါဟာတကယ်ကိုလက်တွေ့ကျတဲ့လမ်းပြောင်းမိပုံတစ်ခုဆိုတာတွေ့ရမှာပါအပိုင်း1ကိုရီကိုသွေးဖွံ့ဖြိုးမှုရဲ့အနှစ်သာရဝင်ငွေဆိုတာဖွံ့ဖြိုးမှုကိုလိုက်ပါလာတယ်ဆိုတဲ့အကြောင်းသွားလိုက်ရအောင်စိတ်မှန်တဲ့ချမ်းသာကြွယ်ဝမှုနဲ့ပျော်ရွှင်မှုဆိုတာတကယ်တမ်းကျတော့ကိုယ်ပါတွေပိုင်ဆိုင်ထားတယ်လဲဆိုတဲ့အရာဝတ္ထုတွေအပေါ်မှာမူတည်တာမဟုတ်ပါဘူးကိုဘလောက်အမြင့်ထန်ကြိုးစားအားထုတ်တယ်လဲအဲ့ဒီနဲ့ဘလို့လူမျိုးတယောက်ဖြစ်လာတယ်လဲဆိုတဲ့အပေါ်မှာပဲအပြည့်အဝမူတည်နေတာပါပြောရရင်အလုံးမှာအသေးလဲကြိုးစားနေတာထက်ကိုကြိုးတက်အောင်ပို့ပြီးကြိုးစားပြုပြင်ဖို့လိုအပ်ပါတယ်ကဲဒီအကြောင်းကိုအသေးစိတ်ထပ်ပြီးလေ့လာကြည့်ကြရအောင်ဘဝကိုပြောင်းလဲဖို့အဓိကအဆင့်3ဆင့်ရှိပါတယ်ပထမကအရာရာဘလို့အလုပ်လုပ်လဲရှာဖွေရပါမယ်ဒုတိယကအဲ့ဒီအတိုင်းလက်တွေ့အလုပ်လုပ်ရပါမယ်တတိယကတော့မှန်ကန်တဲ့စနစ်ကိုမချိုးဖောက်ဖို့ပါပဲဒီအချက်3ချက်ကဒီနေ့ရှင်းလင်းချက်ရဲ့အခိုင်အမာစောင့်မှုပေါင်းတွေပဲဖြစ်ပါတယ်အပိုင်းလေးကိုရောက်လာပါပြီဒါကတော့အဆင့်ကိဖြစ်တဲ့အင်ယာယာဘလူအလုံးလုံးလဲလေ့လာပါဒါမှမဟုတ်ကိုယ်တိုင်လေ့လာတဲ့ယူချင်းစီတို့ပြောင်းလဲခြင်းပဲထည့်ပါတယ်တိကျတဲ့အတိုင်းဘဝမှာအကြီးမားဆုံးပြဿနာဟာငွေကြေးမရှိတာမဟုတ်ပါဘူးငွေကြေးနဲ့ချမ်းသာကြွယ်ဝမှုကိုဘယ်လိုဖန်တီးရမလဲဆိုတဲ့အကြံဉာဏ် idea မရှိတာကသာအဓိကပြဿနာပါ idea သာရှိရင်ဘာကိုမဆိုပြောင်းလဲဖြစ်နိုင်ပါတယ်တကယ်ကိုချင်နေရပြောင်းလဲသွားနိုင်ပါတယ်အရေးကြီးဆုံးအဓိကချက်ကပညာသင်ယူမှုပုံစံကိုခွဲခြားတည်ဖို့ပါပဲပုံမှန်ကျောင်းပညာရေးကနေပုံမှန်ရလဒ်တွေကိုပဲရနိုင်မှာပါဒါကအမှန်တရားပါဒါပေမဲ့ထူးခြားပြောင်မြောက်တဲ့ရလဒ်တွေအောင်မြင်မှုတွေပျော်ရွှင်မှုတွေနဲ့ချမ်းသာကြွယ်ဝမှုတွေကိုတကယ်လိုချင်တဲ့ဆိုရင်တော့ကိုယ်တိုင်လေ့လာသင်ယူခြင်းဆိုတဲ့လမ်းကြောင်းကိုရည်ရွယ်ချက်ရှိရှိရွေးချယ်ရပါမယ်အောင်မြင်မှုကိုတည်ကြလေ့လာရပါမယ်ပျော်ရွှင်မှုကိုတည်ကြလေ့လာရပါမယ်ဒီလိုလေ့လာသင်ယူဖို့အတွက်တကယ်လက်တွေ့ကြတဲ့အလေးကျင့်တွေရှိပါတယ်ပထမဆုံးအနေနဲ့နေ့စဉ်အနည်းဆုံးမိနစ်30လောက်အကျိုးရှိတဲ့စိတ်ခွန်အားချက်စေတဲ့စာဖတ်တဲ့အလေးကျင့်ကိုတည်ဆောက်ပါဘလို့ဆောင်မျိုးဖတ်ရမလဲဆိုရင်ခေါင်းဆောင်မှုနဲ့ဆုံးဖြတ်ချက်ချနိုင်စွမ်းကိုသင်ပေးမဲ့စောက်တွေကိုအောင်မြင်သူရဲ့6ခံချက်တွေကနေတဆင့်ချဖွေဖတ်ရှုပါနောက်တစ်ခုကအရေးကြီးတဲ့အကြံဉာဏ်တွေကိုခေါင်းထဲမှာပဲမှတ်မထားပါနဲ့နေ့စဉ်မှတ်တမ်းစာအုပ်တမှုကျန်တော်ထဲမှာနှီးစွမ်းတဲ့တကောစနစ်တကျရေးမှတ်ပါပြီးရင်အဲ့ဒါတွေကိုထပ်ခါထပ်လဲလဲပြန်ဖတ်ပါဒါဟာထိတ်ကျအောင်မြင်သူတွေနဲ့တာမန်လူတွေကိုကွဲပြားသွားစေတဲ့လူ့ဝှက်ချက်ပါပဲလေ့လာသင်ယူဖို့နောက်ထပ်ထိရောက်တဲ့နည်းလမ်းတစ်ခုကတော့အောင်မြင်တဲ့သူတွေစီကနေနားထောင်ခြင်းပါပဲဥပမာအောင်မြင်တဲ့သူတယောက်ကို$50ဒါမှမဟုတ်100လောက်အကုန်ကြခံပြီးညစာဖိတ်ကျွေးဖို့ဝန်မလေးပါနဲ့ဘာဖြစ်လို့လဲဆိုတော့ဒီလိုလေးလေးစားစားချင်းကပ်ပြီးသူတို့စီကစကားတွေကို2နာရီလောက်တေးချနားထောင်လိုက်ရုံနဲ့ကိုယ့်ရဲ့ဘဝကိုပြောင်းလဲစေနိုင်မယ်ဝင်ငွေကို2ဆ3ဆတိုးစေနိုင်မယ်အဖို့တန်အကြံဉာဏ်တွေကိုသူတို့ကပြောပြလာနိုင်ပါတယ်စဉ်းစားကြည့်ပါဒီနည်းလမ်းရဲ့တန်ဖိုးကအဲ့ဒီကုန်ကြစေတဲ့အစာပေါင်းများစွာပိုကြီးမားနေပါတယ်ဆက်သွားရအောင်နောက်ထပ်လေ့လာနေရတော့တေချာအကဲခတ်ခြင်းပါပဲအောင်မြင်မှုဆိုတာအမြဲတမ်းတဲလွန်စားတဲ့ချန်ထားခဲ့တတ်တယ်ဆိုတာကြားဖူးမှာပါအောင်မြင်သူတွေဘလို့လက်ဆွဲနှောက်ဆက်တယ်လဲပြဿနာတွေကိုဘလို့တုံ့ပြန်ဖြေရှင်းတယ်လဲသူတို့ရဲ့ယုံကြည်မှုရှိတဲ့လမ်းလျှောက်ပုံကအစဘလို့ရှိလဲဆိုတာကိုတေချာကြည့်ရှုလေ့လာပြီးမိမိရဲ့နေ့စဉ်ဘဝမှာအထူးယူကျင့်သုံးသင်ပါတယ်ဒါတွေဟာထူးချွန်သူတွေကိုအလွယ်တကူခွဲခြားသိနိုင်တဲ့မြင်သာတဲ့အပြုမှုတွေပါပဲဒီနေရာမှာကြည့်ရှုခြင်းနှမျိုးရှိတယ်ဆိုတာကိုကွဲပြားဖို့လိုပါတယ်။မျက်စိနဲ့ရာဝတ္ထုတွေကိုမြင်တာကရိုးရိုးအမြင် sight ပေါ့။ဒါပေမဲ့စိတ်နဲ့ဖြေတွေကိုမြင်နိုင်တာကတော့ထိုးထွင်းသိမြင်မှု insight လို့ခေါ်ပါတယ်။ဥပမာပဟေလီတစ်ခုကိုကြည့်နေရတဲ့အဖြေကိုချက်ချင်းသဘောပေါက်သွားတာမျိုးကွာခြားသလိုပေါ့။မိမိပုံဝင်ခြင်းမှာဖြစ်ပျက်နေရတွေကိုအလွတ်မခံပဲအသေးစိတ်အာရုံစိုက်ပြီးအကဲခတ်တတ်မှသာအစစ်မှန်အဖြေတွေကိုရရှိနိုင်မှာဖြစ်ပါတယ်။အပိုင်း3အစစ်နှစ်ဖြစ်တဲ့နေ့စဉ်စည်းကမ်းများကိုကျွမ်းကျင်အောင်လုပ်ပါအသိပညာထက်လှုပ်ဆောင်ချက်ကိုဦးစားပေးခြင်းအကြောင်းပြောကြရအောင်ကိုလေးလာထားတဲ့အရာတွေဟာလက်တွေ့လှုပ်ဆောင်ချက်စီကိုမဖြစ်မနေဥတည်ရပါမယ်။အသိပညာရှိပြီးလက်တွေ့မလှုပ်ဆောင်ဘူးဆိုရင်အဲ့ဒါဟာမိုက်မဲခြင်းကိုသာဖြစ်စေပါတယ်။လက်တွေ့လှုပ်ဆောင်ခြင်းကသာစစ်မှန်တဲ့ပြောင်းလဲမှုကိုဖန်တီးပေးနိုင်တာပါ။ဒါဟာလုံးဝကိုသိချပါတယ်။ဒီနေရာမှာအလုံးအရေးကြီးတဲ့စကားလုံးတစ်လုံးရှိပါတယ်။အဲ့ဒါကတော့ကိုယ်တိုင်စိတ်အားထက်သန်မှု self motivation ဆိုတာပါပဲ။ကိုယ့်ရဲ့လုပ်ရတဲ့အတွက်သူတစ်ပါးရှိကနေဒါမှမဟုတ်ကင်ဘာကဆူလပ်တွေတွန်းအားပေးမှုတွေကိုမဆောင်ပဲမိမိကိုယ်ကိုအပြည့်အဝတာဝန်ယူပြီးစိတ်အားထက်သန်အောင်လုပ်ဆောင်ခြင်းဖြစ်ပါတယ်။တကယ့်ဘဝအပြောင်းလဲအတွက်လိုအပ်တဲ့တခုတည်းသောစိတ်အားထက်သန်မှုအမျိုးအစားဟာကိုတွန်းအားပေးခြင်းပဲဖြစ်ပါတယ်။တင်းငယ်တဲ့နေ့စဉ်စည်းကမ်းလေးတွေကိုရင်ဆုံးလိုက်နိုင်အောင်ကြိုးစားပါ။ဥပမာစောစောကပြောခဲ့သလိုတစ်နေ့ကိုမိနစ်30စာဖတ်မယ်ဆိုတဲ့စည်းကမ်းမျိုးပါ
စဉ်းစားကြည့်ပါဒီလိုတင်းငယ်တဲ့စီကံလေးတွေကိုမှမကြော်လွှားနိုင်ဘူးဆိုရင်ဘဝမှာကြုံတွေ့လာမယ့်ကြီးမားတဲ့စိန်ခေါ်မှုခက်ခဲတွေကိုဘယ်လိုလုပ်ရင်ဆိုင်နိုင်မှာလဲအသေးစားလေးတွေကနေစပြီးကြွက်သားတိဆောက်တယ်လို့ခွန်အားတိဆောက်ရမှာဖြစ်ပါတယ် အပိုင်းလေးကိုရောက်လာပါပြီဒါကတော့အဆင့်2ဖြစ်တဲ့တက်တဲ့ပြပြီးသားစနစ်များကိုလိုက်နာပါနောက်ပြီးဖြက်လက်လိုက်ခြင်းရဲ့အန်တီရဲ့အကြောင်းပဲဖြစ်ပါရဲ့ဒါဟာမိမိရဲ့အနာဂတ်လမ်းကြောင်းကိုတက်တက်ကြွကြွတိဆောက်နေသူတိုင်းအတွက်အလွန်ကိုအရေးကြီးတဲ့တတိပေးချက်တစ်ခုပါ တန်ဖိုးနဲ့အဖြေတွေကိုရှောက်ဖွေခြင်းနဲ့မှန်ကန်တဲ့စနစ်ကိုလိုက်နာခြင်းကြောင့်မှကြီးမားတဲ့ကွာခြားချက်ရှိပါတယ်အလွေလိုက်တာဖြက်လန်းကသွားတာမှန်ကန်မှုပေါ်မှာလျှော့ပေးလိုက်တာဒီဟာနောက်ဆုံးမှတန်ဖိုးမရှိတဲ့ဘဝမျိုးကိုသာရရှိစေမှာပါတကယ် cheap life ပေါ့အကောင်ဆုံးဘလို့အလုပ်လုပ်တယ်လဲဆိုတာကိုတေချာရှောက်ဖွေပြီးအချင်းပိုကြရင်ကြောင့်မှမှန်ကန်တေချာအောင်လှုပ်ဆောင်တာဟာဒါလေအောင်မြင်မှုအတေချာဆုံးလမ်းကြောင်းဖြစ်ပါတယ် ညီကောင်းချုပ်အနေနဲ့အပိုင်း9ထိတဲ့လာမယ့်9နှစ်ကိုပြောင်းလဲခြင်းနဲ့ရွေးချယ်မှုရဲ့စွမ်းအားစီကိုတွန်းကြရအောင်ဒီကနေ့ဆွေးနွေးခဲ့တဲ့အချက်ဒီအားလုံးဟာမိမိရဲ့အမခလူသားစွမ်းရည်တွေကိုအပြည့်အဝအသုံးချပြီးအန်ဒရက်ကိုပြောင်းလဲခြင်းတူတိုင်းရဲ့အတွက်အကောင်းဆုံးအပြည့်စုံဆုံးလမ်းညွှန်ချက်တွေပဲဖြစ်ပါလေ ဒီယူဆဟာအလွန်စွမ်းအားကြီးမားပါတယ်ယနေ့ပြောင်းလဲရရွေးချယ်ခြင်းကလာမယ့်9နှစ်၏လမ်းကြောင်းကိုလုံးဝအဆုံးဖြတ်ပြီးတဲ့ဆိုတဲ့အချက်ပါလူတစ်ယောက်ဟာအရင်ကအတိုင်းပဲအမြဲတမ်းဆက်ဖြစ်နေကြအကြောင်းမရှိပါဘူးကိုဟာတစ်ပင်မဟုတ်ဘူးလေပြောင်းလဲလို့ရပါတယ်နေ့စဉ်ကိုရွေးချယ်လိုက်တဲ့ဆုံးဖြတ်ချက်တွေလှုပ်ဆောင်ချက်တွေထားအနာဂတ်ဟာအတိတ်ကိုပြန်ပြီးထပ်တူကြမလားဒါမှမဟုတ်ကောက်ပါတဲ့လမ်းကြောင်းတစ်ခုဖြစ်လာမလားဆိုတာကိုသတ်မှတ်ပြီးမှာပါ အခြေခံအကြောင်းဆုံးအတွေးခေါ်တစ်ခုကိုအကျွမ်းချုပ်ပြရရင်အောင်မြင်မှုဆိုတာလိုက်လံရှာဖွေရမယ့်အရာမဟုတ်ဘဲမိမိကိုယ်တိုင်ကဆွဲဆောင်ယူရမယ့်အရာဖြစ်ပါတယ်ကိုယ့်ကိုယ်တော်မိုးရှိတဲ့သူတယောက်ဖြစ်အောင်အရေးချင်းရှိတဲ့သူတယောက်ဖြစ်အောင်အလုံးမှာစူးစမ်းတာထက်ကိုယ့်ကိုယ်ကိုပို့ပြီးစူးစမ်းတိစောက်ခြင်းအပြင်အောင်မြင်မှုတွေဟာအလိုအလျောက်တန်လိုက်လို့ဆွဲကပ်လာမှာဖြစ်ပါတယ် အခုဒီရှင်းလင်းတင်ပြချက်ကိုအဆုံးသတ်ဖို့အတွက်အလွန်အရေးပါတဲ့မေခွန်းလေးတစ်ခုကိုမေးခြင်းပါတယ်။နောက်လာမယ့်9နှစ်ဟာပြီးခဲ့တဲ့9နှစ်နဲ့ကချက်တဲမတူညီအောင်မနှက်ဖြန်ကားစပြီးဘာတွေလှုပ်ဆောင်သွားမလဲ။ဒီနေ့ပဲဆုံးဖြတ်လိုက်ပါ။ကိုကြီးကိုသွေးကိုမြင့်တင်ပါလိလာပါလက်တွေလှုပ်ဆောင်ပါ။အပြောင်းလဲဆိုတာအခုချန်ကားစပြီးရွေးချယ်ခွင့်ရှိနေပြီဆိုတာကိုအမြဲတတိယပါ။အားလုံးပဲဒီချက်တွေကိုလက်တွေအသုံးချပြီးအောင်မြင်တဲ့အနာဂတ်ကိုဖန်တီးနိုင်ကြပါစေ။